ကဘာပြက်ကကြီးမကြောက်ရောက်ခင်မှာမင်းတို့ရွေးချယ်စရာ၃ခုရှိတယ်မင်းဘလို့ရွေးချယ်မလဲပထမတစ်ခုကအစားတောက်နဲ့တောက်စရာတွေအကန့်အသတ်မရှိရရှိမယ်ဒုတိယတစ်ခုကကြီးစံအကန့်အသတ်မရှိတဲ့ရွှေရောင်တဲခန့်တာရလင်းယုံသနတလက်နောက်ဆုံးတစ်ခုကတော့ဖျန်းလိုက်ကနဲ့အရန်ကိုစမကြသွားစေမဲ့သပင်ဖျန်းစေးတပူပါကျွန်တော်ကတော့ကြိုးတင်တီးထားကြတာပါနောက်ထပ်9နာရီကြာရင်အေးတန်လွန်ခဲ့တဲ့ကဘာပြက်ကကြီးကြားရောက်တော့မှာပါလူသားတွေရဲ့ရှင်သန်နေထိုင်မှုပတ်ဝန်းကျင်ကတခီးဆိုးရွားလာပြီးဗိုင်းရပ်စ်တွေလည်းပြန့်နှံ့လာလိမ့်မယ်စီဇနီနဲ့ဥပဒေတွေအားလုံးလည်းပျက်စီးသွားလိမ့်မယ်ကဘာပြက်ကထဲမှာအစားတောက်ရှားပါတာကအဓိကပြဿနာဖြစ်တဲ့အတွက်ကျွန်တော်ပထမဆုံးရွေးချယ်စရာကိုပဲတိုက်ရိုက်ရွေးလိုက်တယ်စနေကနေရွေးချယ်မှုအောင်မြင်ကြောင်းအတီးပေးလာတယ်အခုဆိုရင်ကျွန်တော်မှအစားတောက်တွေအကန့်အသတ်မရှိရှိနေပြီကျွန်တော်ရင်ခုန်စိတ်လှုပ်ရှားဆောင်နဲ့အေးများတဲ့ကော်ဖီတစ်ခွက်ပေးပါလို့တောင်းဆိုလိုက်တယ်ခဏကြာမှာတော့ကျွန်တော်လက်ထဲမှာအေးများနေတဲ့ကော်ဖီတစ်ခွက်တကယ်ပေါ်လာတယ်ဒါကအစ်စ်အမှန်ပါတယ်တကယ်ကိုကောင်းလာပါတယ်ကဘာပြက်ကမကြခင်ရောက်လာတော့မယ်ရှင်တန်မှုစီးမင်းတွေလည်းကြောင်းလဲတော့မှာပါဒီတော့အရင်လိုဆင်းရဲဒုက္ခခံနေရတဲ့နေ့ရက်တွေကိုကျွန်တော်ဆက်ပြီးဂရုစိုက်စရာမလိုတော့ဘူးနေထိုင်မှုပုံစံအသစ်ကိုပြောင်းလဲရတော့မယ်ဒီနေ့ကစားပြီးကျွန်တော်ခောက်ဆွဲ6တီမစားတော့ဘူးစနေရေကျွန်တော်ကိုအမဲသားခင်ဆဲချောင်းလောက်ထပ်ပေးပါကျွန်တော်အမဲသားခင်နေစားနေတဲ့အချိန်မှာချစ်သူစီကနေ message တစ်ခုရောက်လာတယ်သူကစာမွဲပွဲအောင်သွားပြီးမို့ကျွန်တော်တို့လမ်းခွဲကြရအောင်တယ်ကျွန်တော်တို့ကမတူညီတဲ့ကဘာမှာရှင်းသားနေကြတာပါတဲ့ကျွန်တော်ကလားစာနေတဲ့အလုသမားတယောက်ပဲဖြစ်ပြီးသူကတော့ရှေးရေးအလားလာကောင်းတဲ့သူ့တေသနာကြောင့်သူတယောက်ဖြစ်နေပြီလေဒါကနည်းနည်းတော့ရက်ဆက်ရကြမယ်သူသိပေမဲ့ဒီနေ့တွေမှာကျွန်တော်ကသူ့ကိုထောက်ပံ့ခဲ့တယ်လို့သူကလည်းသူ့ရဲ့လူပြိုးဘဝကိုပေးဆက်ခဲ့တာမို့ကြေးသွားပြီလို့ပြောလာတယ်နောက်ကိုလည်းမဆက်သွယ်ပါနဲ့တော့တယ်ဒီလိုအေးဆက်တဲ့သတင်းစကားကိုမြင်လိုက်ရတဲ့အခါကျွန်တော်စိတ်မကောင်းဖြစ်သွားပြီမဲ့ချက်ချင်းပဲစိတ်ရှုံးလိုက်ပါတယ်ကျွန်တော်အေးဆက်စွာရေမောရင်းနဲ့ရှောင်းယူဖေးမင်းနောင်တရစီရမယ်လို့ရည်ရွယ်လိုက်တယ်ဒီအချိန်မှာစနစ်ကနေရှင်တန်နေထိုင်မှုအတာနေစဉ်လက်ဆောင်ထုတ်ပြီးပေးမယ်လို့အသိပေးလာတယ်ကျွန်တော်ကဘာဘက်ကတ်ကိုအယမ်းမျောလင့်နေမိပြီအရင်ကဘာမှာကျွန်တော်ကတာမလူတယောက်ပါပဲဒါပေမဲ့ရောက်ရှိလာတော့မယ့်ကဘာပြက်ကမှာတော့ကျွန်တော်အားလုံးကိုဖြောင်းလဲပေးမယ်ကျွန်တော်ဆိုင်ကယ်လေးစီးပြီးအငားအိမ်ကိုပြန်လာခဲ့တယ်ဒါလေကစောင့်နေတော့အတန်တန်ကြားလိုက်ရတယ်အလုတ်သမားလေးမင်းငါနဲ့ခဝေးဝေးမှနေပါလားမင်းစီကချွေးနာနေနာနေတာပဲတဲ့ကျွန်တော်လည်းကြည့်လိုက်တော့ဘန်ဝန်ထမ်းယူနီဖောင်းဝတ်ထားတဲ့ရှန်ဝမ်ယူကိုတွေ့လိုက်ရတယ်သူကနှာခေါင်းကိုပိတ်ပြီးကျွန်တော်ကိုယွန်းရှာတယ်လို့ကြည့်နေတာပါရှန်ဝမ်ယူကကျွန်တော်ရဲ့အိမ်နီးချင်းမှာသူနဲ့သူ့ခင်ပွင်ဝမ်ရှန်တို့ကလွန်ခဲ့တဲ့တလကမှလက်ထပ်ခဲ့ကြတာပါရှန်ဝမ်ယူကအရန်လှပပြီးကိုလုံးကိုပေါက်လဲကောင်းမွန်လွန်းသူပါကျွန်တော်ရီစာဟောင်းနဲ့ရှင်းလို့မရလောက်အောင်ကိုချောမောသူတယောက်ပါသူကယွန်းရှာတဲ့အမူအရာနဲ့အလုပ်တော်ရတာပင်မလာပြီးဆိုမှမင်းလိုအောက်ခြေလူတန်းစားနဲ့စုံနေရတာတကယ်ပဲစိတ်ပြည့်ဖို့ကောင်းတယ်လို့ပြောလာတယ်သူခင်ပွင်ကလည်းကုမ္ပဏီတစ်ခုရဲ့အစိမ့်မြင့်အရာရှိဖြစ်လို့သူတို့ကိုသူတို့အတူမလိုက်နေလို့သတ်မှတ်ထားပြီးကျွန်တော်လိုလူကိုအထင်းမြင်သေးကြတာပါထက်လေကရောက်လာတော့ကျွန်တော်အထဲဝင်လိုက်တယ်ရှန်ဝမ်ယူကတော့နှုတ်သစီကိုစောင့်နေပုံရတယ်ထက်လေကတကားမပိတ်ခင်မှာကျွန်တော်ကအကယ်၍ဖိတ်စာရင်ညကြရင်ကျွန်တော်စီလာခဲ့ပါလို့လှောင်ပြုံးနဲ့ပြောလိုက်တယ်တကားပိတ်သွားတဲ့အခါရှန်ဝမ်ယူကအရန်ဒေါသထွက်သွားပြီးကျွန်တော်ကိုဘေလူအောက်မိနေလေလို့အော်ဟစ်နေတော့တယ်ကျွန်တော်အခန်းထဲရောက်တဲ့အခါကဘာဖြက်ကတ်အကပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတော့တကားကိုပြင်းပြင်းထန်ထန်လာခောက်တဲ့အတန်းကြားလိုက်ရတယ်အပြင်မှာရှန်ဝမ်ယူကအလုတ်သမားလေးမင်းခုနပြောတာဘာအထိဖိလဲထွက်ခဲ့ဆန်းလို့အော်နေပါတယ်အဲ့ဒီချိန်မှာသူ့ခင်ပွန်းရောက်လာပြီးဘာဖြစ်တာလဲလို့မေးတဲ့အခါရှန်ဝမ်ယူကခင်ပွန်းကိုတိုင်တော့ပြီးကျွန်တော်ကိုဒီမှာဆက်နေလို့မရအောင်လုပ်ခိုင်းပါတယ်သူ့ခင်ပွန်းကလည်းဒေါသတကြီးနဲ့ကျွန်တော်ကိုပညာပေးမယ်ဆိုပြီးပြောနေတော့ကျွန်တော်တကားဖွင့်ထွက်လိုက်တယ်ကျွန်တော်ရဲ့အေးဆက်ပြီးဒေါသပါတဲ့မျက်လုံးတွေကိုမြင်လိုက်ရတဲ့အခါဝမ်ရှန်ကချက်ချင်းပဲကြောက်သွားတယ်ကျွန်တော်ကခိုင်မာတဲ့ကိုခန္ဓာရှိသူဖြစ်ပြီးသူကတော့အားနေပုံရသူပါဝမ်ရှန်ကချက်ချင်းပဲလေးတန်းဖြောင်းသွားပြီးအလုပ်တီပင်ဖားနေမှာပေါ့စောစောနားပါလို့ပြောပြီးဇနီးထဲကိုအခန်းထဲဆွဲခေါ်သွားတယ်ရှန်ဝမ်ယူကသူ့ခင်မုံကိုဘာလို့ကြောက်နေတာလဲလို့မေးတဲ့အခါဝမ်ရှန်ကသူကြောက်တာမဟုတ်ပဲသူတို့ရဲ့ဘေးကင်းရေးအတွက်စဉ်းစားတာလို့ပြောလိုက်တယ်သူတို့ကလူမလိုင်းတွေသူပြီးပျော်ရွှင်တဲ့မိသားစုဘဝရှိသူတွေမို့ကျွန်တော်လိုအောက်ခြေလူတန်းစားကယူးတွက်ပြီးရမ်းမူလာမကိုစိုးရင်တာပါလို့စင်ကြေးပေးလိုက်ပါတယ်ငါတို့ဘာလုပ်ကြမလဲရှန်ဝမ်ရွက်ကတတွေးကိုအနိုင်နိုင်မျိုးချရင်ကြော်ချမ်းသွားသလိုခံစားလိုက်ရတယ်ဝမ်ရှန်ကရှက်ပြောလဲမင်းလည်းစိတ်မပူပါနဲ့ငါအမြင်ကတော့သူ့ကိုအကြက်သေးတဲ့အထိတော့မပူရသေးဘူးဒါကြောင့်သူဘာမှမလုပ်ရသေးပါဘူးဒီကိစ္စကိုဒီမှာတင်ရလိုက်ကြစို့မင်းအမြင်မထားရမှာကပျော်ရွှင်မှုကိုရှာဖွေသူတွေဟာလိုက်လျော်တက်ရမယ်ငါတို့ကပျော်ရွှင်မှုကိုရှာဖွေသူတွေပဲဒီလိုလူမျိုးနဲ့တွေ့တဲ့အခါထလန်းလောက်စုပ်ပေးလို့ရရင်စုပ်ပေးတာအကောင်းဆုံးပဲခေါင်းပါပြီရှန်ဝမ်ရွက်ကပြင်ဖြေတယ်အဲ့ဒီနောက်မှာတော့ငါလည်းတကားနဲ့ဘီတင်းပေါက်တွေကိုအသေးချပိတ်လိုက်ပြီးကဘာပြက်ကတ်ရောက်လာမှကိုစိတ်အေးလေအေးဆောင်နေလိုက်တယ်အဲ့ဒီညမှာတော့ပူအိုက်တယ်လီထူတဲ့ကိုအေးစိတ်နဲ့လင်းရင်တစ်ချက်ရုတ်တရက်တိုးဝင်လာထဲတယ်ကောင်းကင်ကနေနှင်းမုန်လေးတွေတဖြည်းဖြည်းကျဆင်းလာပြီးတဲ့နောက်မှာတော့နှင်းမုန်တိုင်းဟာယူးတွက်သွားတယ်လို့မျိုးပြင်းပြင်းထန်ထန်ကျဆင်းလာခဲ့တယ်နာယူအပြင်မှာတင်အပူချင်းဟာအပေါင်း30ဒီဂရီကနေ300ဒီဂရီအထိကျဆင်းသွားပြီးဆက်ပြီးတော့လေကျဆင်းနေခဲ့တယ်တချင်ထဲမှာလေငါရင်ထဲမှာအတိုင်းမတိရင်ခုန်နေမိတယ်ဘာလို့လဲဆိုတော့ညတန်းကောင်12နာရီရောက်နေပြီမို့လို့ပဲစနေရဲ့အတိပိတန်ထွက်ပေါ်လာတယ်ဒီနေ့အတွက်ဆူလာပီကတော့အောက်ပါအတိုင်းဖြစ်ပါတယ်အနု100ဒီဂရီအေးတန်ကိုခဏရရှိတဲ့အထူးပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့အနွေးထည်အစုံပေါင်း1000နှစ်ဈေးကွက်ထဲမှာရှိတဲ့ electronic ပစ္စည်းအားလုံးအတွက်အထုံပြနိုင်တဲ့ကျိုးမဲ့ဘက်ထရီတွေ3လမ်းရှင်းရဲ့ရုပ်ရှင်နဲ့ဗီဒီယိုတွေအားလုံးပါဝင်တဲ့1000 GB ရှိတဲ့ USB 4စားမိရင်မရနိုင်တော့မဲ့ PK တပူငါစဉ်းစားကြည့်ပြီးပထမဆုံးရွေးချယ်မှုကိုပဲရွေးလိုက်တယ်အပူချင်းကျဆင်းမှုကအရင်ပြင်းထန်လို့နဲ့နှွေးထွေးဖို့ကအရေးကြီးဆုံးပဲငါဘာတန်ငါရွေးလိုက်တယ်ဒီစနစ်ကနောက်နေရလားဘာလို့နဲ့ရစတိုက်နောက်ဆုံးရွေးချယ်မှုကဒီလောက်ထူးဆန်းနေရတာလဲရွေးချယ်ပြီးတာနဲ့စိတ်ထဲကရီမလိုက်တဲ့အခါအနဲ့ကြောင့်အနှွေးထည်တစ်စုံဟာငါလက်ထဲကိုရောက်လာခဲ့တယ်အထက်သားကတော့တော်တော်လေးထူးခြားတယ်ကွမ်သားရဲ့အသုံးသက်စာရှိမှုရောတိုးမွေးရဲ့နူးညံ့မှုရောပါဝင်နေတယ်ဝကြည့်လိုက်တဲ့အခါငါမျက်လုံးတွေဝင်းနေနဲ့ဖြစ်သွားတယ်ဒီအနှွေးထည်ကအေးတန်ကိုကာကွယ်ပေးနိုင်ရုံတင်မကပဲအပူကိုလည်းအလိုအလောက်ထုတ်ပေးနေတယ်
အဖေနောက်ကိုထွက်နေတဲ့ငါမျက်နှာနဲ့လက်တွေတော့အေးတယ်လို့မခံစားရတော့ဘူးနှွေးဦးရတီရောက်နေလို့မျိုးခံစားရတယ်အနှွေးတဲ့ပြဿနာကတော့လုံးဝပြေလည်သွားပြီငါပြတင်းပေါက်နာမှာအေးအေးဆေးဆေးထိုင်နေနင်းတွေကြောင့်မျိုးကြီးတစ်ခုလုံးဝင်အောင်အတိဖုန်းလန်းတော့တာကိုကြည့်နေလိုက်တယ်ဇွန်လာတင်မှာနင်းကြတယ်ဆိုတော့တောင်ပိုင်းကလူတော်တော်များများဟာပျော်ရွှင်စွာနဲ့အပြင်ကိုပြေးထွက်လာကြတယ်ရုတ်တရက်ရောက်လာတဲ့နင်းတွေပေါ်သူတို့ကဆက်စုချင်းစိတ်နဲ့ချီကျူးစကားတွေပြောနေကြတယ်နင်းရုပ်တို့တွေကလို့နင်းလုံးပတင်းကစားတဲ့သူကကစားကြနေပေါ့ကျန်းချင်ဟာတောင်ပိုင်းမျိုးဖြစ်တဲ့အတွက်နင်းကြတာကတော်တော်ကိုရှားကားပါတယ်လူတော်များများဟာစိတ်လှုပ်ရှားလို့အနှွေးတွေဝိပြီးအပြင်ကိုထွက်ကစားကြတယ်ရုတ်တရက်အောက်တက်ကနေအော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်အဲ့ဒါဘာဖြစ်တာလဲငါအမြန်ကြည့်လိုက်တော့မျိုးလုံးအိမ်တွေကျုံသွားမိတယ်လူငယ်တယောက်ရဲ့မျက်နှာပေါ်မှာဘီဘူးတွေရုတ်တရက်ထွက်လာတာကိုမြင်လိုက်ရတယ်အပြင်ကိုထွက်နေတဲ့အရေးသားနေရာတိုင်းမှာဘီဘူးတွေပေါက်လာခဲ့တယ်ဘေးနားကလူတွေကလည်းကြောင်းနဲ့တကြားနဲ့သူ့ကိုရှောင်ခဲသွားကြတယ်ဒါပါကြီးလေငါ့ကိုခဲချပါအောင်နိုင်ရွက်တောင်မပြည့်ခင်မှာပဲသူ့ကိုပေါ်ကဘီဘူးတွေပေါက်ခွဲသွားပြီးအဲ့လူရဲ့ခန္ဓာကိုယ်ဟာတောင်းတင်းသွားခဲ့တယ်သူမျက်လုံးကပြူသားနဲ့လဲချသွားပြီးအသက်ပြောက်သွားခဲ့တယ်ဘေးနားကလူတွေလည်းလင်းစင်ခွင့်ကြတယ်အဲ့လူတယောက်တည်းမဟုတ်ပါဘူးမကြခင်မှာပဲလူတော်များများရဲ့ကိုယ်ပေါ်မှာဘီဘူးတွေပေါက်လာတာကိုတွေ့လိုက်ရတယ်ခဏချင်းမှာပဲရက်ွက်တစ်ခုလုံးရုံရင်ဆန်ကပ်ထွက်သွားခဲ့တယ်ငါမျက်မှောင်ချုပ်ပြီးအဲ့ဒီဘီဘူးပေါက်နေတဲ့လူတွေကိုတေချာကြည့်လိုက်တယ်သူတို့အားလုံးဟာခုနကနင်းထဲမှာကစားနေတဲ့သူတွေပဲဒါဆိုဒီနင်းထဲမှာအစ်စ်ရှိနေတာပေါ့နင်းနဲ့တွေ့ပြီးငါမိနစ်တောင်မပြည့်ခင်မှာဘီဘူးတွေပေါက်လာပြီးနိုင်ရွက်အတွင်းမှာတင်အသက်ဆုံးရှုံးသွားကြတယ်နင်းထဲမှာပါတဲ့အစိတ်မှာကူးဆက်တယ်လားမသိဘူးငါအသက်ပြင်းပြင်းရှူလိုက်မိရဲ့တော်တော်လေးပြင်းထန်တာပဲလို့ဖြေရွှေ့လိုက်တယ်ခဏလေးအတွင်းမှာတင်ရက်ွက်ထက်ကလူ10ယောက်ကျော်လောက်အသက်ဆုံးရှုံးသွားခဲ့ပြီးအောက်ထက်မှာငိုယိုတန်တီဆူညံနေတဲ့ငိုယိုတန်တီပူချေလာတဲ့ညအိပ်ပြုံးနေတဲ့သူတွေလည်းနိုးလာပြီးမိတွေခွင့်ကဝရနာကနေအော်ဟစ်ကြတော့တယ်ညာကြီးမင်းကြီးမအိပ်ပဲဘာဒီဆူညံနေကြတာလေဒါပေမဲ့အချင်းတွေကိုတေချာမြင်လိုက်ရတဲ့အခါမှာတော့အားလုံးညင်ကြသွားကြတယ်ငါဖုံးဖွင့်ပြီးတရင်ကြည့်လိုက်တော့ကဘာတစ်ခုလုံးရုံရင်ဆန်ကပ်ဖြစ်နေတာကိုတွေ့ရတယ်အစိတ်ရှိတဲ့နင်းဆိုတဲ့အကြောင်းအရာကလူဖြောက်အများဆုံးဖြစ်နေပြီးမရင်မတွက်နိုင်တဲ့လူတွေဟာအခုညီတောင်းနေကြတယ်ရက်ွက်တွေကအဖွဲထဲမှာလည်းရုံရင်ဆန်ကပ်ဖြစ်နေတယ်ကြေးကြပါဦးငါသမီးလေးခုနကနင်းနဲ့ကြီးမိသွားလို့ပါဘယ်သူမှဆေးရှိလေကဲကိုကဲပေးကြပါဦးဒါဘလို့အချင်းကြီးကြီးလေကဘာပြတ်တော်မှာလားရဲစခန်းနဲ့ဆေးရုံတွေကိုဖုံးဆက်လို့လည်းမရဘူးငါတို့ဘာလို့ကြမလဲအိမ်နီးနားချင်းတို့မကြောက်ကြပါနဲ့ဒါကယာယီဘေးအန်တရေပါငါတို့ကဲတင်ချင်းခံရမှာပါလို့တယောက်ကပြောနေတယ်ကဘာတစ်ခုလုံးရုံရင်ဆန်ကပ်ဖြစ်နေတာမင်းကိုဘယ်သူကလာကဲမှာလဲဘယ်သူစီမှာရေးတတ်နေစားစရာတွေရှိလဲငါဆေးကြီးပေးပြီးဝယ်ပါလေစဉ်းစားညံရှိတဲ့သူတွေကတော့ဒါဟာလွယ်လွယ်နဲ့ပြီးသွားပြီဘေးအန်တရေမဟုတ်မှရိပ်မိနေကြပြီအခုမှနင်းချတာတနာဒီပဲရှိသေးတယ်နင်းတို့ကအမိတပိခွဲလောက်ရှိနေပြီနင်းတွေကရမယ့်ပုံမပေါ်တော့စားနေကြီးခါဆူဆောင်ဖို့ကအဓိကဖြစ်လာတယ်အခုချိန်မှာနင်းရဲ့စိတ်ကအဝိထားတွေကတဆင့်အေးပြားတဲ့စိတ်ဝင်နေမလားဆိုတာဘယ်သူမှမသိသေးဘူးဘယ်သူမှလည်းအသက်နဲ့မလဲရဲကြဘူးဒါကြောင့်ရက်ွက်ထဲကကုံစုံဆိုင်လေးကနောက်ဆုံးမျှော်လင့်ချက်ဖြစ်လာတယ်ငါတကားနဲ့ပြတင်းပေါက်တွေကိုစစ်ဆေးပြီးနင်းတွေအထဲကိုမဝင်နိုင်တာတီချာမှအေးအေးဆေးဆေးအိပ်ပျော်သွားခဲ့တယ်နောက်တနေ့မနက်၈နာရီမှာငါအချိန်မှနိုးလာခဲ့တယ်ပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါငါတအံ့အော်တည်သွားရတယ်မနေ့ကအသက်ဆုံးရှုံးသွားတဲ့သူတွေဟာနင်းအောက်မှာလုံးဝမြုပ်နေပြီးနင်းသူရဲ့အမြင်ကပထမထက်တောင်ကျော်နေပြီးအပူချိန်ကလည်းအနုပ်30ဒီဂရီထိကျဆင်းသွားခဲ့တယ်တခုတည်းတော့ကန်ကောင်းတာကနင်းတွေခိတာရသွားတာပဲငါအိမ်ထဲကပစ္စည်းတွေကိုစစ်ဆေးလိုက်တဲ့အခါထင်ထားတဲ့အတိုင်းပါပဲတဘာဝထန်းငွေတွေအကုန်လုံးပြတ်တောက်သွားပြီအစိတ်တင်နင်းတွေကတင်လုံးလောက်အောင်ကြောက်ဖို့ကောင်းနေတာဟုတ်အခုလက်စစ်မိပါမရှိတော့ဘူးဒီလိုအေးဆက်လာတဲ့အပူချင်းကိုခန္ဓာကိုယ်ပေါ်ကအနှွေးထည်တွေနဲ့ပဲတောင်းခံနေရတယ်ဒါပေမဲ့ဘယ်နှယောက်ကများဒါကိုကြမ်းကြမ်းခံနိုင်ပါလဲဒီနေ့တော့လူတော်များများအေးမိပြီးတေးကြလိမ့်မယ်ထင်တယ်ကျွန်တော်ကတော့နည်းနည်းလေးမှမထိလန့်ဘူးအခါထဲမှာဟော့ပေါ်စားလိုက်လက်ဖက်ရည်ပူပူလေးတောင်းလိုက်နေအိမ်ပိုင်ရှင်တွေရဲ့အဖွဲလိုက်စားတို့တွေကိုကြည့်နေမိတယ်တညာလုံးနှိမ့်ဆက်ခံရပြီးတဲ့နောက်အဖွဲတွေကလူတော်များများငြိမ်သက်သွားကြပြီနင်းအစိမ်မိသားလားဒါမှမဟုတ်အေးခဲသွားလားတော့မသိဘူးအဖွဲထဲမှာအကူကြီးတောင်းတဲ့စားတို့အနည်းငယ်ပဲရှိတော့ပေမဲ့ဘယ်သူမှတော့ဂယုမဆိုင်ကြတာထင်ရှားပါတယ်နောက်တနေ့တော့ကျွန်တော်အပြင်မထွက်ခဲ့ဘူးညာတန်းကောင်းအချိန်မှာဆူလာအတေးရောက်လာတယ်ဒီနေ့ပဲရွေးချယ်စရာဆူလာတွေကတော့အောက်ပါအတိုင်းရှိပါတယ်ဒီကြီးစံအတားမရှိတဲ့ရွှေရောင်လင်းယုံတနတ်တလက်နေအစွမ်းထမ်းမြမှုငါစားတိုးလာခြင်း၃နင်းပေါ်မှာအတားစီးမရှိသွားလာနိုင်တဲ့ကဘာပြက်နင်းလော်စီယန်၄အစမပြက်လေးတက်စီမဲ့အချိုရည်တပူကျွန်တော်ကိုပါထားရွေးလိုက်မိတယ်ကျတို့ထမ်းမြောက်ရွေးချယ်စရာကတော့အရင်တိုင်းရှုပ်ပွားနေတော့မယ်ရွှေရောင်လင်းယုံတနတ်ကိုတကယ်လိုချင်ပြီးမဲ့နောက်ဆုံးတော့ဒုတိယမြောက်ရွေးချယ်စရာကိုပဲရွေးလိုက်တယ်ဒီနေ့ရွေးချယ်မှုအရဆိုရင်ဆူလာတွေကိုထပ်ခါတလဲလဲရနိုင်ခြင်းရှိတယ်ဒါဆိုကြောက်စရာမလိုတော့ဘူးနောက်တစ်ခါထပ်ပေါ်လာမှရွေးတော့မယ်ဒီအစွမ်းဖြစ်နေတဲ့ရွေးချယ်စရာကတော့တိတ်ပန်စိတ်ကူးရင်ဆန်လာတယ်ကျွန်တော်စမ်းပြီးရွေးလိုက်တယ်ဆူလာရပြီးတာနဲ့တိတ်မှာစားဘဲကုံကိုအားနဲ့တစ်ချက်ထိုးလိုက်မိတယ်စားဘဲကုံကချက်ချင်းပဲလက်တီပေါက်ကြီးဖြစ်သွားတယ်ကျွန်တော်အရန်ကျင်းသွားပြီခုနအမြန်နှုံတိုက်ခိုက်မှုနဲ့ခုခံမှုစားထားတယ်အဘက်ဘက်ကအတူတက်လာတယ်ဒီလက်တီနဲ့ထိုးလိုက်ထားတော့ကျွန်တော်နာကျင်မှုကိုမခံစားရဘူးနောက်ထပ်3ရက်ကြာတဲ့အထိကျွန်တော်အပြင်မထွက်သေးဘူးအပြင်မှာနင်းတွေကတဖွဲဖွဲကျနေပြီးကျွန်တော်အခန်းပြတင်းပေါက်နာအထိရောက်နေပြီနောက်ဆုံးတော့ကျွန်တော်မျောလင့်နေတဲ့ရွှေရောင်လေးယုံတင်တာကိုထပ်ရပြီးရာနှုန်းပြပြမှတ်မှန်တဲ့ပါရမီကိုလည်းရခဲ့တယ်တတိယမြောက်ဆူလာပနေနဲ့အပူချင်းထိမ့်မိဖို့ကိုရွှေ့လိုက်တယ်ဒါကမိဖို့ပုံစံမျိုးဖြစ်ပြီးမဲ့လက်ဖွားအရွယ်စားလောက်ပဲရှိပြီးအပြာရောင်အလင်းနူလေးတွေထွက်နေတယ်ဒါကအားသွင်းဖို့ဒါမှမဟုတ်လောင်စာစီမလို့သူ့ဘာသာအားပြည့်ရှိပြီးသားဒီနည်းကိုရဲ့အားနေတင်ကတော့အခန်းထဲမှာ3မီတာပတ်လည်အတွင်းအပူချိန်ကို26ဒီဂရီမှာပဲတင်းငင်အောင်ထိန်းထားပြထားထွက်တယ်အားနေစက်ကတော့နိုင်ရန်တွေကိုကြောပြီးအပူမပြင်းနိုင်တာပဲဒါပေမဲ့ကျွန်တော်မှအဲ့ဒါမျိုးတတောက်ရှိတယ်အိမ်ထဲမှာအနေငယ်ချထားရုံနဲ့တင်းလုံးလောက်ပြီးကျွန်တော်တပင်းစားရင်ရည်ရွယ်မိတာကတော့ဒါကြီးရှိနေရင်ငါ့ရဲ့အနှွေးတွေကအပူဖြစ်မသွားဘူးလားပေါ့ဒါပေမဲ့ဒါရှိရင်အိမ်မှာရေချိုးလို့ရပြီပထမဆုံးနေ့ခါရခဲ့တဲ့အကန့်အသတ်မရှိစားတော့ကုန်တွေထဲမှာရေနွေးလဲပါတာကိုအဲ့ဒီအချိန်မှာဖုံးကအားအနေငယ်ပဲကျန်တော့တယ်အိမ်ပိုင်ချင်းဖွဲထဲမှာတချို့လူတွေကမြေအောက်ကားပါခင်မှာဒီစီချင်းဖလှယ်ဖို့ခေါင်းနေကြလာတွေ့လိုက်တယ်ဒါကပညာရှိတဲ့ရွေးချယ်မှုပဲမြေအောက်ကားပါခင်ကပြင်ပကမှာလည်းစနေပေမဲ့ကားပါခင်ဝင်ဝါကိုနင်းတွေကပိတ်ထားပြီးတာအဲ့ဒီနားမသွားတွေဘေးခင်းပါတယ်အစောတိုင်းကနေဘေးခင်းလူကြုံရေးလမ်းကြောင်းကဆင်းသွားလို့ရတယ်ကျွန်တော်အောက်ဆင်းတီးဖို့ဆုံးဖြတ်လိုက်တယ်ထူးထက်တဲ့အနှွေးတွေကိုဝတ်ပြီးအပြင်ထွက်ထဲတယ်ကျွန်တော်အိမ်မခံစားရတော့ပေမဲ့အပြင်ပန်းကြည့်ရင်တော့ဟန်မပြတ်ဖြစ်နေရမယ်လေအဲ့ဒီအချိန်မှာမြေအောက်ကားပါခင်မှာလူတွေနဲ့ပြင်နေပြီးကျွန်တော်အချမ်းဖြစ်ပဲကြည့်လိုက်တယ်ရက်ွက်တစ်ခုလုံးမှာအစာအုပ်သက်ဆက်လေးလုံးရှိပြီးလူဦးရေနဲ့1000ခမထားကျော်ရှိတယ်မြေအောက်ကပါခင်ကိုရလာတာလူ600လောက်ပဲရှိတယ်ဆိုလိုတာကငါရဲ့အတွင်းမှာတင်ဒီရက်ကွက်ကလူတွေအများကြီးရော့သွားတာပဲပြန်စင်းစားကြည့်တော့လေအဲ့ဒီလောက်ကြည့်တော့မဟုတ်တော့ဘူးနင်းကညတိုင်းခေါင်မှာကြာတာဆိုတော့လူအများစုကနင်းနဲ့မထိတွေ့လိုက်ရဘူးတချို့ကအိမ်မှာစားကြအလုံးလောက်ရှိနေလို့ PC ချင်းဖလှယ်ဖို့မလိုအပ်သေးတာလေဖြစ်နိုင်တယ်ကျွန်တော်မှာ3000 mAh အားသွင်းကလေးရတစ်ခုရှိတယ်အခုအားထုတ်ဝက်ကြံသေးတယ်ရေတန့်တပူးနဲ့လဲချင်းတယ်ကျွန်တော်မှာမုံတွေရှိတယ်ခောက်ဆွဲချောင်းနဲ့ပေါင်းမုံနဲ့လဲချင်းတယ်ကျွန်တော်မှာဝက်ဦးချောင်းရှိတယ်အဖျားဖျောက်စင်းနဲ့လဲချင်းတယ်ရောက်နေတဲ့လူအများစုကအစားထောက်နဲ့ရေကိုပဲအဓိကလဲနေကြတာပါမိသားစုဝင်တွေအတွက်ဆေးဝါးလဲချင်းတဲ့သူအနေငယ်လဲရှိတယ်ဘာလို့လဲဆိုတော့အပူချိန်ကအရန်မြန်ကျဆင်းသွားတာကြောင့်အေးမိတဲ့သူတွေမနေဘူးလေရေတန့်တွေကခဲနေပြီဆိုပေမဲ့လဲတာကတော့အပူပါပဲအဲ့ဒီအချိန်မှာဝမ်ရှန်နဲ့ရှန်ဝမ်ရွေးစနီးမောင်းနှံကိုတွေ့လိုက်တယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်စလုံးကထောက်ပို့ထားတဲ့မုံထုတ်ကြီးလိုဖြစ်နေပြီးဖြူဖြော်နေတဲ့မျက်နှာတစ်ခုပဲမြင်ရတယ်သူတို့ရှေ့မှာတော့ရွှေထည်ရတနာတချို့ကိုချထားတယ်အသက်ရှင်သူ့အတွက်ရှန်ဝမ်ရွေးကသူ့ရဲ့တင်တောင်းရွှေတွေကိုပါထုတ်ပေးထားတာပဲဒါပေမဲ့ကဘာပြက်ကစိုက်နေတာရက်တော်ကြာပြီဆိုတော့ရွှေနဲ့ငွေကအခုချိန်မှာအထုံးမဝင်တော့ဘူးဆိုတာလူတိုင်းသိကြတယ်အရင်ကဘာမှာတော့ပတ်စံကမရှိမှဖြစ်ပေမဲ့အခုကဘာမှာတော့ပတ်စံကဘာမှအတော့မကြတော့ဘူးသူတို့ကဘယ်သူမှလည်းတော့မကြည့်ကြဘူးရှန်ဝမ်ရွေးကမော့ကြည့်လိုက်တော့ကျွန်တော်ရဲ့ပြုံးနေတဲ့မျက်နှာကိုမြင်ပြီးအဲ့ဒီနေ့ကလက်လီကားထဲမှာကျွန်တော်ပြောခဲ့တဲ့စကားကိုတတိယသွားပုံပဲဘိုက်စာရေးညဘတ်လာရှာလဲပါဆိုတဲ့စကားပေါ့
နင်းတွေဒီလောက်အများကြီးကြားလာမယ်ဆိုတာသူကြိုသိနေတာလားလို့သူမစိတ်ထဲကနေတွေးနေမိတယ်ကျွန်တော်ဒလူနာကိုမသွားခဲ့ဘူးကျွန်တော်ကကိုယ့်ဘက်ကစားပြီးကန်လန်းရတာမျိုးမကြိုက်ဘူးရှောက်ကြီးရင်းနဲ့ရှမ်းဝိုင်းရွက်တဲ့မနှင်းတဲ့ရုပ်ရည်ရှိတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်တော့မျက်လုံးတွေဝင်းခနဲ့ထက်သွားတယ်သူမကလုံအောင်ဝတ်ထားပြီးမြရုပ်ရည်ကတော့ကေကေကိုပြည့်စုံလို့နဲ့နှုတ်ခမ်းလေးတွေကတော့အနေငယ်ဖြူဖြောနေတယ်အဲ့ဒီအမျိုးသမီးကထောင်းတနေရာမှာတယောက်ထဲထိုင်နေတယ်သူမရှိမှတော့တန်ဖိုးကြီးအိတ်တွေနဲ့အလားကုန်ပစ္စည်းတွေကိုချထားတယ်ရှမ်းဝိုင်းရွက်တို့စနီးမောင်နှံလို့ပဲဘယ်သူမှလည်းမကြည့်ကြဘူးသူမကိုအကဲခတ်ရင်တခြားလူတွေပြောနေတာကိုလည်းနားဆွေနေမိတယ်အသုံးဝင်တဲ့အချက်အလက်တချို့ကိုကျွန်တော်စူးစီးလိုက်တယ်ပထမအချက်ကတော့နင်းထဲကအစိတ်ကအရေးပြားနေထွေးထွေးမှသာအာနီတင်ရှိတာဖြစ်တယ်လေထဲကနေမကူးဆက်နိုင်ဘူးဆိုတာတရင်ကောင်းပါပဲမဟုတ်ရင်ဘယ်သူကမှပြတင်းပေါက်ခွင့်ရမှာမဟုတ်တော့ဘူးဒုတိယတရင်ကောင်းကတော့တယောက်ယောက်ကစာလုံးမှုကိုမခံနိုင်တော့ပဲစမ်းသပ်မှုတစ်ခုလုပ်ခဲ့တာပါသွေးနဲ့မတိအောင်တတ်နိုင်သေးနင်းမထူတဲ့နေရာတွေမှာတွာလာနိုင်ပါတယ်တခုလည်းတော့ပြဿနာကအခုရက်ွက်ထဲကလမ်းမတွေပေါ်မှာနှင်းတွေက3မီတာကျော်လောက်ထိအရန်ထူနေတာပါလူတွေအနေနဲ့ပစ္စည်းချဖို့လုံးဝမဖြတ်တတ်နိုင်ကြဘူးအိမ်မှာရှိတဲ့ပစ္စည်းတွေတုံးပြီးကားမျိုးကိုပြူပြင်းကအပြင်ကိုမောင်းထွက်ဖို့ကြိုးစားနေကြသူတွေလည်းအများကြီးရှိပါတယ်ဒါတွေကအတိပယ်မရှိတာတွေလိုပဲကျွန်တော်တကူတည်းရေးရွေးမိတယ်ဒီလောက်နှင်းထူနေတာမြေတူးဆက်တောင်မောင်းဖို့ခက်ခဲနေတာကိုကားလေးတွေကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါကိုကြည့်ချင်းအချင်းလူတွေဘယ်လောက်တောင်ရိတ်ခါပြက်လာနေတယ်လဲဆိုတာသိနိုင်ပါတယ်တတိယသတင်းကတော့ကျွန်တော်ကိုနည်းနည်းစိုးရိမ်မိစေတယ်နင်းအောက်မှာမြုပ်နေတဲ့သူတွေရဲ့မျက်လုံးသွငယ်အိမ်တွေကအဖြူရောင်ပြောင်းနေကြပြီးသူတို့အားလုံးကကြောက်စရာကောင်းတဲ့ပုံစံတွေနဲ့အေးခဲနေကြတာပါနောက်ဆိုဒီလူတွေအလုံးကဖောက်ကောင်တွေဖြစ်လာမလားလို့တွေးမိလေဖြစ်နိုင်ချေပုံများနေပါပဲရာသီဥတုပြန်ပူလာလို့ဒီအလောင်းတွေအကြီးပြောသွားရင်သူတို့ပြန်ရှင်းလာနိုင်တယ်လို့ကျွန်တော်တို့ပြောမိတယ်နောက်ပိုင်းမှာကိုယ့်ရဲ့ခွန်အားကိုမြင့်တင်ပေးနိုင်မယ့်ရွေးချယ်မှုမျိုးကိုပဲတိုက်ရိုက်ရွေးချယ်ရတော့မယ်ကိုယ့်ခွန်အားကိုတမလီအသက်ရှင်ဖို့အခွင့်အရေးပုံများနေပါပဲအဲ့ဒီချိန်မှာလင်းရွှေလို့ခေါ်တဲ့အမျိုးသမီးကကျွန်တော်စီလာပြီးမိတယ်မောင်လေးမှာပေါင်မုတ်တံမုတ်ကိုခောက်ဆွဲ6ရှိလားကျွန်မတောင်းနဲ့ချီပေးပေးထားတဲ့ဒီတစ်စိတ်ပါအိတ်တွေကိုစားစရာနဲ့လဲလို့ရမလားတဲ့ကျွန်တော်ကသူ့မျက်နှာကိုကြည့်ပြီးဒီຢာတွေကအသုံးမဝင်ပါဘူးတကယ်လက်တွေ့ကြတဲ့အရာတစ်ခုခုပေးနိုင်မလားလို့မေးလိုက်တယ်လင်းရွှေလေးမျက်နှာပြတ်သွားတယ်ဒီလိုချိန်မျိုးမှာနာမည်ကြီးတစ်စိတ်ပါအိတ်တွေကအလကားပဲဆိုတာသူလည်းသိပါတယ်လူတိုင်းကအေးတန်ကြောင်အထက်ထပ်ဝတ်ထားကြပြီးပိုက်စာနေကြတာအိတ်တွေနဲ့ပြင်ဆင်ဖို့ဘယ်သူကစိတ်ကူရှိမှလဲသူကတယောက်တည်းနေတာဖြစ်ပြီးအားကိုးစရာအမျိုးသားလည်းမရှိဘူးဒီလိုရက်ဆက်တဲ့ကာလမှာတန်ဖိုးရှိတာဆိုလို့သူကိုယ်တိုင်ပဲရှိပါတယ်ဒါပေမဲ့သူကသူ့ကိုယ်သူအဲ့ဒီလောက်အလွယ်တကူတော့မပေးဆက်ချင်သေးဘူးမောင်လေးဒါဆိုရောဖြစ်မလားလို့ပြောပြီးခဏလောက်စဉ်းစားကသူ့အိတ်ကထဲကအနက်ရောင်ပလတ်စတစ်အိတ်တစ်လုံးထုတ်ပြီးရဲ့ကျွန်တော်အဲ့ဒီအိတ်ကိုယူကြည့်လိုက်တော့စကားတော့မပြောနိုင်တော့ဘူးအိတ်ထဲမှာခြေအိတ်အမျိုးမျိုးရှိနေတာပါသူကကျွန်တော်ကိုမောင်လေးလို့ခေါ်ပြီးမဲ့တကယ်တော့ကျွန်တော်ကိုအထင်သေးနေတာပဲလင်းရွှေကအတန်ကိုနှိမ့်ပြီးဒါဒီကကျွန်မဝတ်ထားပြီးမလော်ရသေးတာနေပါဘေးကိုခဏသွားရအောင်လို့ပြောတယ်ကျွန်တော်ကအဲ့ဒီအိတ်ကိုပြန်ပေးလိုက်ပြီးအိတ်ကထဲကပေါင်းမုတ်တစ်လုံးထုတ်ပြလိုက်တယ်ပြီးတော့အိတ်ကထဲပြန်ထည့်ပြီးကျွန်တော်ငါးဆောင်အခန်း3ညတိမှနေတာစားချင်ရင်ကျွန်တော်အိမ်ကိုလာခဲ့ပါအားလုံးကလူကြီးတယ်ပဲဆိုတော့ကျွန်တော်ဘာကိုဆိုလို့လဲဆိုတာခင်ဗျားနားလည်မှာပါလို့ပြောလိုက်တယ်အဲ့လိုပြောပြီးတာနဲ့ကျွန်တော်ထည့်ထွက်လာခဲ့တယ်လင်းရွှေကတော့နေရာမှာတင်ကြောင်ဖြီကြံကြီးခဲ့တယ်ကဘာပြမတိုင်ခွင်းလုံးကဆိုကျွန်တော်လူမျိုးကိုသူကလှည့်တောင်ကြည့်မှာမဟုတ်ဘူးအခုတော့ကျွန်တော်စီလာခဲ့ရတော့မယ်သူစိတ်ဆိုးနေပေမဲ့လည်းဘာတတ်နိုင်မှာလဲကျွန်တော်မှစားစရာရှိနေတာကိုကျွန်တော်လည်းအိမ်နာမှာပဲဆက်ပြီးရှောက်သွားနေရင်နင်းမနေလောက်ကြတော့